တခါကလူတစ်ယောက်ဟာမြေအိုးအသစ်တစ်လုံးကိုဝယ်ခဲ့ပေမဲ့အိုးကိုကားပေါ်ကအချမှာမတော်တဆခွဲမိသွားပါတယ်။ဒါကြောင့်သူဟာနောက်ထပ်မြေအိုးတစ်လုံးထပ်ဝယ်ခဲ့ရပြန်ပါတယ်။ဒီတစ်ခါမှာတော့အိုးကိုကားနဲ့တည်ဖို့ဆုံးဖြတ်လိုက်ပေမဲ့မြေအိုးကကားနောက်ဖုံးထဲရောနောက်ခန်းထဲမှာပါထည့်လို့မရအောင်ဖြစ်နေပါတယ်။အဲ့ဒီမှာပဲသူကထူးဆန်းတဲ့အကြံတစ်ခုရပြီးကားမိုးကိုဖျက်ထုတ်ပစ်လိုက်ကမြေအိုးကိုအပေါ်ကနေနှိုက်ထည့်ပြီးတည်ဆောင်လာခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာကားကရှုံ့ပွက်ထဲနစ်သွားပါတော့တယ်။ဘလို့ပဲမောင်းမတက်နိုင်ဒါကြောင့်တငယ်ချင်းတွေကိုအကူအညီတောင်းရပါတယ်။စပိန်နဲ့တယောက်သုံးဘီးနဲ့တယောက်ရောက်လာကြပြီးသုံးဘီးသမားကအားနဲ့ဆွဲလိုက်တာကားနောက်ဖုံးကြီးပြုတ်ထွက်လာတဲ့အထိအလွဲတွေဖြစ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ကျွမ်းကျင်သူတယောက်ကိုခေါ်ပြီးကားကိုပွက်ထဲကဆွဲထုတ်နိုင်ခဲ့ပါတယ်။အိမ်ရောက်တဲ့အခါမှာတော့ကားထဲကမြေအိုးကိုပြန်ထုတ်လို့မရပြန်ပါဘူး။ဒါနဲ့သူကမောင်းတက်နေရမှကိုသုံးပြီးကားကိုမှောက်ချဖို့ကြိုးစားပါတယ်။ကားကြီးမှောက်ခါနီးမှာပဲသူ့တငယ်ချင်းကအောင်မြင်ပြီးအထင်နဲ့လက်ကိုလှုပ်ပြီးအောင်ပွဲခံလိုက်တာကြောင့်ကားကြီးကမြေအိုးပေါ်ပြုတ်ကျပြီးအိုးရောကားပါအကုန်ပျက်စီးသွားပါတော့တယ်။နောက်တနေ့မှာတော့အဲ့ဒီလူဟာလျှက်စစ်စကူတာအစ်စ်တစည်းဝယ်ပြန်ပါတယ်။လမ်းမှာစကူတာကမြစ်ထဲပြုတ်ကျသွားလို့အပင်ပန်းခံဆယ်ယူလိုက်ရပေမဲ့သူ့တငယ်ချင်းကနောက်ဆုတ်လိုက်တာကြောင့်စကူတာကမြစ်ထဲပြန်ကျသွားပြန်ပါတယ်ဒေါသတကြီးနဲ့ထက်ဆယ်ယူပြီးနောက်တငယ်ချင်းဖြစ်သူကစကူရာကိုကျိုးနဲ့ချီပြီးဆွဲသွားဖို့လုပ်ပါတယ်ဒါပေမဲ့တငယ်ချင်းကကားပဲမောင်းသွားပြီးစကူတာပါတဲ့နောက်တွဲကြီးကိုထားပစ်ခဲ့လို့အဲ့ဒီလူမှငေးကြည့်ရင်ကြံရိတ်ခဲ့ရပြန်ပါတယ်နောက်ဆုံးမှာတော့စကူတာကိုအိမ်ရောက်တင်နိုင်ခဲ့ပါတယ်။တငယ်ချင်းဖြစ်သူကစကူတာကိုအမိုက်ထုတ်ကြီးအမှတ်နဲ့စေးကြောတန့်စင်ပေးပြီးအောင်ပွဲခံဖို့ရမ်းဖောက်လိုက်တဲ့အခါမှာတော့အဲ့ဒီရန်တွေကြောင့်ပဲစကူတာရောအိမ်ပါမီးလောင်ပြီးအရာအလုံးဆုံးရှုံးသွားရပါတော့တယ်ဗျာ။